Hello to everyone ဒီနေ့မှာတော့ I think I need to plug the pop ကိုတူတူလေ့လာတော့ကြရအောင် I think ဆိုတာကငါထင်တယ် I need to ဆိုတာကငါလိုတယ် I think I need to ဆိုလို့ရှိရင်ငါလိုတယ်လို့ငါထင်တယ် plus verb ပေါ့နော်အဲ့ဒါကိုဥပမာဘယ်လိုပြောမလဲဆိုလို့ရှိရင်ဥပမာငါပို့ပြီးလေ့လာဖို့လိုတယ်လို့ငါထင်တယ်ဆိုလို့ရှိရင် I think I need to study harderពេលနောက်တစ်ခုငါပတ်စံပို့ပြီးစုဖို့လိုတယ်လို့ငါထင်တယ်ဆိုလို့ရှင် I think I need to save more money ពេលနောက်တစ်ခုငါအင်္ဂလိပ်စာတိုးတက်ဖို့လိုတယ်လို့ငါထင်တယ်ဆိုလို့ရှင် I think I need to improve my English ពេលနောက်တစ်ခုငါရဲ့ boss နဲ့ငါစကားပြောဖို့လိုတယ်လို့ငါထင်တယ်ဆိုလို့ရှင် I think I need to talk to my boss ဒါဆိုရှင်ကိုကတခုခုတယ်လို့လိုတယ်လို့ငါထင်တယ်ဆိုလို့ရှင်ပြောတတ်မယ်လို့ထင်ပါတယ် See you in the next video bye